ခေါင်းကြောက်ပညာဆိုတာကဒီလိုဗျကြောက်ကကျွန်တော်တို့ကိုစကားတွေပြောတယ်ဗျငါကဒီလိုပုံစံရမ်းနဲ့ဖွဲ့စည်းထားတယ်ရမ်းပြန်းနဲ့ဖွဲ့စည်းထားတဲ့အခွန်တော့ငါကရမ်းလုံးနဲ့ဖွဲ့စည်းထားတဲ့အခွန်တော့ငါကရမ်းချောင်းတွေဖွဲ့စည်းထားတယ်ငါရဲ့ရမ်းဟာအယောင်ပိုလက်တယ်ငါရဲ့ရမ်းဟာအယောင်ပိုမိတ်တယ်ငါရဲ့ရမ်းဟာနှုတ်နေတယ်ကြမ်းနေတယ်စသည်ဖြင့်ငါဟာရမ်းကြမ်းရင်ပဲပုံစံဖြစ်မှာရမ်းနှုတ်ရင်ပဲပုံစံဖြစ်မှာကျောက်ကဒီလိုပြောပြနေတယ်ပြီးတော့အခွန်ရဲ့အယောင်သူရဲ့အခွန်အယောင်မှာငါအခွန်အယောင်ဟာရင့်တဲ့အယောင်ဟာဒီလိုမျိုးနှုတ်တဲ့အယောင်ဟာဒီလိုမျိုးငါရဲ့အထိုင်ဟာအသက်ဆန်းကိုဖြစ်စေတဲ့အထိုင်ဒီလိုမျိုးအထိုင်မျိုးဟာကြောက်သားကိုညံ့စေတယ်ကောင်းစေတယ်ဒီလိုအထိုင်မျိုးဟာအည်ထိုင်ဖြစ်တယ်ဒီလိုအထိုင်ဟာရှင်းထိုင်ပါဒီလိုအထိုင်ဟာပလွန်ကိုဖြစ်စေတယ်စသည်ဖြင့်ကြောက်ကကျွန်တော်တို့ကိုစကားတွေပြောတယ်အများကြီးပဲပြောတယ်ခင်ဗျာသူပြောတဲ့စကားတွေကိုကျွန်တော်တို့နားလည်ဖို့အတွက်ကျွန်တော်တို့ကဒီခေါင်းကြောက်ပညာကိုသင်ရတာကျောက်ကကျွန်တော်တို့ပြောတဲ့အချက်တွေကိုနားလည်ဖို့ဘယ်အချက်ဟာသူဘာကိုပြောနေတယ်လဲဘယ်အချက်ကသူဘာကိုပြောပြတယ်လဲဆိုတဲ့အဲ့ဒီအရာတွေကိုကျွန်တော်တို့ကလေ့လာရမှာဗျအခုမှမှကြည့်နေတဲ့ပြနေတဲ့သူပြချက်ပေါ့ဗျာအဲ့ဒီပြချက်တွေအကုန်လုံးဟာကျွန်တော်တို့ကိုဘယ်လိုဖြစ်မယ်ဆိုတဲ့အရာကိုသူတိတိကျကျကျွန်တော်တို့လမ်းညွှန်နေတယ်ပြောပြနေတယ်ကျောက်သမားတွေစကားရှိတယ်ဗျကျောက်ကလူကိုမလိမ်ဘူးဆိုတာကျောက်ကလူကိုမလိမ်ဘူးဆိုတာ तू ဘယ်တော့မှမလိမ်ဘူးဘာကြောင့်မလိမ်တယ်လဲ तू အခွန်ပေါ်မှာဖြစ်နေတဲ့အရာနော် तू ဖြစ်တည်နေမှုအခွန်ပေါ်မှာရှိတဲ့ရန်ကောင်းအခွန်ရဲ့အယောင်အသွေးအစီပြေဝမှုဖြစ်တည်နေတဲ့မန်းနေပြချက်တွေဟာဘယ်ပုံစံဖြစ်မယ်ဆိုတဲ့အရာကို तू ကတိတိကျကျကျွန်တော်တို့ပြောပြနေတယ် तू ကျွန်တော်တို့ဘယ်တော့မှမလိမ်ဘူးလိမ်တယ်ဆိုတဲ့အချက်ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့မတိတဲ့အချက်ကြောင့်ကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီကျောက်ကပြောပြတဲ့စကားကိုကိုနားမလဲလို့လုံမားကင်မားတာပဲရှိမယ်။ဒါကြောင့်မို့ကျောက်သမားတွေစကားမှာရှိတယ်ကျောက်ဟာဘယ်တော့မှလူကိုမလိမ်ဘူးလူချင်းပဲလိမ်တယ်ကျောက်ကလူကိုမလိမ်ဘူးဆိုတာသူ့မှာဘယ်လိုဖြစ်မလဲဆိုတဲ့အချက်တွေအကုန်လုံးကိုကျွန်တော်တို့ကောင်းကောင်းပြောပြတယ်အဲ့ဒီပြောပြတဲ့အရာတွေကိုနားလည်ဖို့အတွက်ကျွန်တော်တို့ကဒီခေါင်းကြောက်ပညာကိုတင်ရတယ်ဆရာဖြစ်တဲ့လူကလည်းတင်ပေးတယ်ဆိုတာကကျောက်ကပြောတဲ့စကားတွေကိုကိုယ်တစ်ဖက်တွေနားလည်အောင်ကျွန်တော်တို့ကအဲ့ဒီအချက်တွေကိုပြောပြတာအဲ့ဒါဟာအခုတင်တန်းဖြစ်လာတာပဲ